င်္ဂလာပါရှင်။ Tech Share Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီလိုကိုယ်တိုင်ကြုံတွေ့ရတဲ့ထိတ်လန့်ခြောက်ခြားဖွယ်ရာဖြစ်ရမှန်းဇလန်းလေးတွေကိုနားဆင်ကျင်နေဆိုရင်တော့ Channel လေးကို Like and Subscribe လုပ်ပြီးတော့အားပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်ရှင်။ကဲဒါဆိုရင်တော့အခုပဲစလိုက်ကြရအောင်။အဲ့ဒီနေ့တော့အိမ်ကနေဖုန်းဆက်ပြီးတော့အမေနေမကောင်းလို့ဆေးရုံတင်ထားရတဲ့ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့အချိန်မှာတော့ရင်ထဲမှာဘလောင်ဆူသွားပြီးဘာကိုမှစဉ်းစားမနေနိုင်တော့ဘဲနဲ့မန္တလေးကိုပြန်ဖို့ပဲစိတ်လောသွားခဲ့မိတယ်။ရုံးစင်းတာနဲ့အဝေးပြေးကားလက်မှတ်ကိုအလောတကြီးဖြတ်လိုအပ်တာတချို့အိတ်ထဲကောက်ထည့်ပြီးတော့ညရင်းချင်းပဲရန်ကုန်ကနေထွက်ခွာလာခဲ့ပါတော့တယ်။ညနေလာလေးကားလမ်းမကြီးကပို့ပြီးတော့တိတ်ဆိတ်အေးဆက်လာလေးဖြစ်လာတယ်။ကားအတွင်ခံမီးမိန်မိန်အောက်မှာခရီးသည်အများစုကအိမ်မောကြနေကြပြီ။ကျွန်တော်ရဲ့ဘေးခုံမှာဘယ်သူမှပါမလာဘဲနဲ့ကျွန်တော်တယောက်တည်းထိုင်ရတာဆိုတော့နည်းနည်းတော့တက်တောင့်တက်တာရှိပါတယ်။ညနဲ့လာတော့ကားအင်ဂျင်တန်ခတ်တိုးနဲ့လမ်းပေါ်မှာမောင်းနှင်နေတဲ့ဘိန်းလိန်တန်ကနေလွဲပြီးဘာတမ်းမှမရှိတော့ဘူး။စိတ်ကအမေ့စီပဲရောက်နေတာမို့လို့ပြရင်းမောက်အပြင်ကမှောင်မဲနေတဲ့လမ်းမကြီးကိုငေးမော်ရင်ရှင်တမမဖြစ်နေခဲ့ရတယ်။အချိန်ကညတကောင်ကျော်2 နာရီဝန်းကျင်ကားကဘယ်နာရောက်နေမှမသိပဲနဲ့ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာတစ်ပင်ရိမ်မဲမဲကြီးတွေနဲ့မှောင်တီးကြနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ကျွန်တော်ပြရင်းပေါက်မှန်ကိုအပြင်ကနေတစ်ခုကလာပြီးပုတ်ဆွဲလိုက်တယ်လို့အတန်တူတူလေးတစ်ခုကြားလိုက်ရတယ်။ညနေတကအဝေးပြေးလမ်းမပေါ်မှာကားကအရှိန်ပြင်းပြင်းနဲ့မောင်းနေနေတာမို့လို့တစ်ကိုင်းချောက်တစ်ခုလာညိတာနေမှာပါလို့ကိုယ့်ဘာသာကိုတွေးပြီးလိလီကိုရှုဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအတန်ကပျောက်မသွားဘဲနဲ့မှန်ကိုလက်သေးနဲ့ချစ်နေတယ်လို့မျိုးပုံမပြင်းထန်လာခဲ့ပါတယ်။စိတ်ထဲတုန်လှုပ်သွားတာမို့လို့မှန်ကိုပဲတေချာစိုက်ကြည့်လိုက်မိတယ်။ကားမီးရောင်ရောင်ပြန်တဲ့အပြင်ဘက်ကအမောင်တို့ကြားမှာဘာလဲဆိုပြီးတော့တက်တက်ကွက်ကွက်တော့မမြင်ရအောင်။ဒါပေမဲ့ကားမှန်ကိုလာပြီးကတ်နေတဲ့အရာတစ်ခုရှိနေတာကိုတွေ့လိုက်ရတယ်။အဲ့ဒါကြီးကလူတစ်ယောက်ရဲ့မျက်နှာပုံစံလိုမျိုးဖြစ်ပေမဲ့ဝေဝေဝဝနဲ့ဘာလဲဆိုတာကိုတိတိကျကျတော့မမြင်ရအောင်။ကားကမိုင်60-80အရှိန်နဲ့မောင်းနေတာဖြစ်ပေမဲ့လေအဲ့ဒီပုံရိပ်ကြီးကကားနဲ့အပြိုင်လေထဲမှာဝေးပြန်ပြီးတော့ကပ်ပါလာနေတာဖြစ်တယ်။အတန်တွေကပိုပြီးတော့ကျေလာတယ်။ကားမှန်ကိုလက်တွေနဲ့တဒုံဒုံထုလာတာမို့လို့ကျွန်တော်မခံစားနိုင်တော့ဘဲနဲ့ဘေးပတ်ဝန်းကျင်ကိုအကူအညီတောင်းဖို့လှည့်ကြည့်လိုက်မိတယ်။ကျွန်တော်အနောက်ခုံကလူကနိုးနေပြီ။စောင်းကြီးခြုံပြီးတော့ဖုန်းသုံးနေတာကိုတွေ့လိုက်ရတော့ကျွန်တော်လည်းဖော်ရပြီဆိုပြီးချက်ချင်းပဲအပြင်ကအတန်ကြားမိလားလို့အတန်တုံတုံနဲ့မေးလိုက်မိတယ်။သူကကျွန်တော်ကိုကြောင်တုံတောင်နဲ့ကြည့်ပြီးဘာမှမကြားရပါဘူးဆိုပြီးတော့ခေါင်းခါပြတယ်။အဲ့ဒီအချိန်မှာပဲအကြောက်တရားကငယ်တဲ့အထိစောင့်တက်လာပြီးတော့အသက်ရှူဖို့တော့မိသွားခဲ့ရတယ်။ဘေးခုံမှာလည်းဘယ်သူမှမရှိအနောက်ခုံကလူတွေကလည်းမကြားရဘူးဆိုတော့သူတို့တကယ်ပဲမကြားရတာလား။ဒါမှမဟုတ်အဲ့ဒါကကျွန်တော်ကိုပဲတီးတန့်ရွှေးပြီးတော့ခြောက်လန့်နေတာလား။အဲ့ဒီလိုတွေးပြီးတော့ပိုပြီးတွေးပြတ်သွားခဲ့ရပါတယ်။ကျွန်တော်မျက်လုံးကိုအတင်းမိတ်ထားလိုက်ပြီးတော့စိတ်ထဲကနေရှားသမျှဖျားစာတွေကိုအထက်ထက်ရွတ်ဖက်ရင်းအမေကိုပဲစိတ်ထဲကနေတိုင်တယ်နေမိတော့တယ်။လက်ဖွားတွေမှာလည်းချွေးစည်းတွေပြန်လာပြီးတော့နှလုံးခုန်တန်းကစီးချက်မမှန်တော့ဘဲနဲ့ရှင်ဘတ်ထဲကထွက်လာတော့မတက်တဒုံဒုံနဲ့မြန်ဆန်နေခဲ့ပါတယ်။ကျွန်တော်လည်းအတန်တွေထပ်ပြီးတော့ကြားရမှာစိုးတာကြောင့်ပါလာတဲ့နှစ်ချက်ကိုတက်ပြီးမျက်လုံးကိုအတကုံမှိတ်ထားလိုက်ပါတော့တယ်။ဘလောက်ကြာသွားတယ်မသိပါဘူး။ကားအရှိန်လျှော့လိုက်ပြီးတော့လမ်းဘေးဓာတ်ဆီဆိုင်တစ်ခုရဲ့မီးရောင်အောက်ကိုဝင်လိုက်တဲ့အချိန်ကျမှပတ်ဝန်းကျင်ကပုံမှန်အတိုင်းပြန်ပြီးတော့ဖြစ်သွားပါတော့တယ်။ကျွန်တော်မျက်လုံးကိုပြန်ဖွင့်ကြည့်လိုက်တော့အပြင်ဘက်ကခြောက်ခြားပွေရာအတန်နဲ့အရေးဆိုးကြီးလည်းရှိမနေတော့။ဒါပေမဲ့ကားမှန်ပေါ်မှာတော့ရေငွေ့တွေနဲ့အတူဖြူဆွတ်ဆွတ်လက်ဝါးရာကြီးတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်။အဲကွန်ဖွင့်ထားတဲ့ကားထဲမှာတယောက်တည်းချွေးတွေကြပြီးတော့မန္တလေးရောက်တဲ့အထိတညလုံးကျွန်တော်လုံးဝမျက်စိမမိတ်ရဲတော့ဘဲနဲ့မိုးလင်းခဲ့ရပါတော့တယ်ခင်ဗျာ။
တကယ်တော့ကျွန်တော်ကငယ်ငယ်လေးတည်းကတရေတစီတွေဝိညာဉ်တွေနဲ့နာနာဘာဝအကြောင်းအရာတွေကိုလုံးဝမယုံကြည်ခဲ့တဲ့သူပါတငယ်ချင်းတွေကညဘက်တရေအကြောင်းတွေပြောရင်တော့ရှုံချဖြစ်တယ်လို့မျိုးလူကြီးတွေကညဘက်တစ်ပင်ကြီးတွေအောက်ကိုမသွားနဲ့လူတွေမှာကိုယ်ဆောင်နဲ့တွေရှိတယ်အဲ့ဒီလိုပြောရင်လေသိပ္ပံခေတ်ကြီးထဲမှာဒါရီယာဒဏ္ဍာရီတွေပါဆိုပြီးတော့ရှိစရာတစ်ခုလိုပဲသဘောထားခဲ့တာဒါပေမဲ့လေကိုယ်တိုင်ကြုံတွေ့လာခဲ့ရတဲ့အခါမှာတော့ငင်းဆန်ဖို့ဘလို့မဖြစ်နိုင်တော့ပါဘူးအဲ့ဒီညအဖြစ်ပြက်ကကျွန်တော်ရဲ့အတွေ့အခေါ်တွေကိုတသက်လုံးစာပြောင်းလဲပစ်ခဲ့ပါတယ်ကျေးလက်ဒေတာရဲ့ဒလိထုံးစံအတိုင်းရွာထဲမှာအာသူဘာတစ်ခုခုဖြစ်ပြီးဆိုရင်ညဘက်အလောင်းဆောင်ရတာထုံးစံပါအထူးသဖြင့်အိမ်တော်မရှိသားသမီးမရှိဘဲနဲ့ရုတ်တရက်ဆုံးပါသွားတဲ့လူပြိုကြီးဦးမြတောင်းရဲ့အာသူဘာမှာတော့ကျွန်တော်တို့ရွာလူငယ်တွေစုပြုံပြီးအလောင်းဆောင်ပေးဖို့ရောက်နေခဲ့ကြတယ်။ခြံထဲမှာယာယီမန်းတက်ထိုးထားလိုက်တယ်။မန်းတက်ရဲ့အလဲတဲထဲမှာတော့အဖြူရောင်ပိတ်စတွေကာရန်ထားတဲ့ဦးမြတောင်းရဲ့ခေါင်းတလာကြီးရှိနေတယ်။မိချောင်းအလင်းရောင်ဝါချင်းအောက်မှာလူကြီးတွေကဖဲရိုက်လူငယ်တွေကကွန်းရစားရင်နှွေးချမ်းတောက်ရင်းနဲ့တညလုံးအိမ်မငိုက်အောင်စကားစမြည်ပြောနေကြတာပေါ့ည7 နာရီကျော်တဲ့အထိတော့အရာအားလုံးဟာပုံမှန်ပါပဲဖဲရိုက်တန်တွေလူတွေရဲ့ရင်မောတန်တွေနဲ့မြိုင်ဆိုင်ရှိနေခဲ့တော့ဒါပေမဲ့ညနေတကောင်2 နာရီဝန်းကျင်လောက်ကိုရောက်လာတဲ့အခါမှာတော့အခြေအနေကရုတ်တရက်ပြောင်းလဲသွားတယ်ခေါင်းတလားဘေးမှာထောင်းထားတဲ့ဖျောင်းနိုင်ကလေမတိုက်ဘဲနဲ့ဝိကနေဖြစ်သွားပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးတိတိတတာကြီးငြိမ်ကြသွားတယ်လေပြေလေးတစ်ချက်အဝေးမှာတော့တရွက်6တွေရဲ့ကြွေကြတဲ့အတန်ကအတိုင်းသာကြားနေရလောက်အောင်ကိုတိတ်ဆိတ်လွန်နေခဲ့တယ်။ကစားနေတဲ့ဖဲဝိုင်းကလည်းဘာအကြောင်းပြချက်မှမရှိဘဲနဲ့ငြိမ်သက်သွားပြီးတော့လူတိုင်းရဲ့ရင်ထဲမှာတခုခုကိုစိုးရိမ်ထိတ်လန့်နေတယ်လို့ခံစားချက်မျိုးဝင်လာကြတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့ကြောရိုးတွေကနေဖြန်းငနဲ့အေးတက်လာတယ်လို့ခံစားလိုက်ရလို့ခြံဝင်းဝစီကိုဝေးကြည့်လိုက်မိတယ်။မောင်မဲနေတဲ့တောအုပ်ဆက်ဘက်ကနေအိမ်မွေးတရိတ်ဆန်မဟုတ်တာတော့တေချာတဲ့ပုံပဲပုံမှန်တရံအကြီးကြီးနဲ့အမဲရောင်တန်းနေတဲ့ခွေးနက်ကြီးတစ်ကောင်ကအိမ်ထဲကိုဘယ်ကနေဘလို့ဝင်လာမှမသိဖြည်းဖြည်းချင်းရှောက်ပြီးတော့ဝင်လာတာကိုမြင်လိုက်ရတယ်။ရွာခွေးတွေလိုညစ်ပတ်ပေးရေမနေပဲနဲ့သူ့ရဲ့အမွေးတွေကမောင်မဲနဲ့ပြောင်လက်နေပြီးတော့မျက်လုံးတွေကလည်းထူးထူးဆန်းဆန်းပဲတောက်ပနေတယ်။တာမန်ခွေးတွေလိုမျိုးအမီးခါရာအနံ့ခံတာမျိုးလုံးဝမရှိဘူး။ကျွန်တော်တို့အုပ်စုလည်းအလန့်တကြားနဲ့ခြေဆောက်ပြီးတော့မောင်းကြပေမဲ့အဲ့ဒီခွေးနဲ့ကြီးကအကြောက်အလန့်လုံးဝမရှိဘဲနဲ့လူတွေကိုဂယုမဆိုင်တဲ့အမူအရာနဲ့အလောင်းထည့်ထားတဲ့ခေါင်းတလားစီကိုပဲတဲမမတ်ရှောက်သွားပါတယ်။ပြီးတော့ခေါင်းတလားရဲ့ခေါင်းရင်းနာမှာကြောက်ရွံ့ကြီးတရုပ်လိုငြိမ်ကြီးထိုင်ချလိုက်ပြီးဆွဲငင်ရုတ်တရက်ကြီးထားဦးတော့တာပါပဲ။ဦးတဲ့အတန်ကြီးကလည်းစပင်မွေးတွေတောင်ထောင်ထလာရလောက်အောင်ကိုခြောက်ချဖို့ကောင်းလွန်တယ်။ကျွန်တော်တို့တစ်ဖွဲ့လုံးဘာလို့ရမှန်းမသိပဲနဲ့အသက်ရှူဖို့တောင်မေ့ပြီးတော့ငေးကြည့်နေမိတဲ့အချိန်မှာပဲရုတ်တရက်ခေါင်းတလားတွေကနေလူတယောက်အသက်ရှူကျက်ပြီးတော့အာရပါရတပြင်းချလိုက်တယ်လို့အတန်အကျေကြီးထွက်လာပါတယ်။အဲ့ဒီအတန်ကအလောင်းစီကထွက်လာတာတေချာလွန်းလို့မန်းတက်ထဲမှာရှိတဲ့လူတွေအားလုံးသွေးပြတ်သွားကြပြီးတော့အော်ဟစ်ထွက်ပြေးသွားကြပါတော့တယ်။အော်တန်တွေနဲ့အတူတူဖဲဝိုင်းလဲပြက်ထိုင်ကုန်တွေထဲမှောက်ခုံလဲပြီးတော့လူတွေအားလုံးဘုံတိုင်းကျခြံထဲကနေအလူရက်ပြေးထွက်ခဲ့ကြတော့တယ်။ကျွန်တော်လဲကြောက်လွန်းလို့နောက်ကိုယ်တော်ပြန်လဲမကြည့်ပဲနဲ့လူအုပ်နဲ့အတူအိမ်ပြင်ဘက်ကိုပြေးထွက်ခဲ့ရတာပေါ့။အဲ့ဒီနေ့ညတော့ဘသူမှအိမ်ထဲပြန်မဝင်ရဲကြတော့ပဲနဲ့ရွာလေလမ်းမပေါ်မှာပဲစုပြီးမိုးလင်းအောင်စောင့်နေကြရတယ်။မနက်မိုးလင်းတော့မှပဲရွာလူကြီးတွေနဲ့အတူတူကျွန်တော်တို့တစ်ဖွဲ့လုံးအာသူဘအိမ်ထဲကိုတက်တီမွေးပြီးတော့ပြန်ဝင်ကြည့်ပြကြတယ်။အိမ်ထဲကိုပြန်ရောက်တဲ့အခါမှာမြင်လိုက်ရတဲ့အခြေအနေတွေကမနေ့ညတုန်းကအဖြစ်အပျက်ကိုပို့ပြီးတော့ထိတ်လန့်စရာကောင်းစေခဲ့ပါတယ်။တေဆုံးတာတိတ်မကြသေးတဲ့ဦးမြတောင်ရဲ့မျက်နှာအရင်ညတုန်းကချက်ပိုးပြီးညိုမဲပုတ်တိုးသွားပြီးတော့အသားတွေက6ကတ်သွားတယ်လို့မျိုးဖြစ်နေတယ်။
ကြည့်ရတာတော့တစုံတစ်ခုကသူ့စီကအသက်ဆွမ်းအားတွေကုန်စင်သွားအောင်စုပ်ယူသွားတယ်လို့မျိုးပါရွာမှာရှိတဲ့တက်ကြီးဝါကြီးအဖိုးအဖွားတွေကတော့ဒါတာမန်တရိษံမဟုတ်ဘဲနဲ့လူပြိုကြီးဦးမြတောင်ရဲ့ကံကြမ္မာကုံဆုံးချိန်မှာအသက်ဆွမ်းရည်နဲ့ဝိညာဉ်ကိုလာရောက်ပြီးတော့တင်းစီးသွားတဲ့တေမင်းဒါမှမဟုတ်ကဆိုးဝိညာဉ်ကခွေးနဲ့ရောင်ဆောင်လာတာလို့တထစ်ချယုံကြည်နေကြပါတော့တယ်အစတော့ကတော့ဒါတွေကိုပုံမြင်တွေရှေးရိုးဆွဲယုံကြည်မှုတွေလို့ပဲတွေးခဲ့တဲ့ကျွန်တော်မှာတော့အဲ့ဒီနေရာနေစပြီးဘာစကားမှဆက်ပြီးမပြောနိုင်တော့ပါဘူးကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကြုံတွေ့လိုက်ရတဲ့အခါမှာတော့မယုံကြည်လို့မရတော့ဘဲနဲ့လက်ခံလိုက်ရပါတော့တယ်ဗျာကျွန်တော်နိုင်ငံသားမှာတက္ကသိုလ်တက်ရင်းနဲ့ညနေပိုင်းတွေမှာစာကြည့်တိုင်းမှာဘတ်တိုင်းလှုပ်တဲ့အချိန်တော့ကြုံခဲ့ရတာလေးကိုပြန်ပြောပြချင်ပါတယ်။စာဖတ်ရတာကိုကြိုက်တဲ့ကျွန်တော်ကတော့အဲ့ဒီမှာလှုပ်ရတာကိုအယမ်းသဘောကျတယ်။စာအုပ်တွေကြားထဲမှာအချိန်ကုန်ရတာကစိတ်ဖိစီးမှုတွေကိုပြေပြောင်းစေတဲ့စေးတစ်ခွက်လိုပါပဲ။ဒါပေမဲ့အဲ့ဒီနေရာတော့ည9 နာရီကျော်ပြီ။စာကြည့်တိုင်းပိတ်ခံနေအချိန်မို့လို့လူလဲတော်တော်ရှင်းနေပါပြီဘသူမှမရှိတော့တဲ့လောက်ပဲကျွန်တော်လည်းစာအုပ်တွေကိုနေရာတကျပြန်စီရင်းနဲ့တမိုင်းမှတ်တမ်းစာအုပ်တအုပ်ကိုတွေ့ရနဲ့အမတ်တမဲလန်လောပြီးတော့ဖွင့်ကြည့်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့အနောက်ဘက်ကနေစာမျက်နှာလန်တဲ့အတန်တူတူလေးထွက်လာတယ်ကျွန်တော်ကတယောက်တည်းရှိနေတာဆိုတော့အခန်းထဲမှာတိတ်ဆိတ်နေတာမို့လို့အဲ့ဒီအတန်ကရှင်းရှင်းလင်းလင်းကြီးကိုကြားနေရပါတယ်ကျွန်တော်လက်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူး။စာကြည့်ရရဲ့လေအေးပေးဆက်လေတိုးတန်လွှဲရင်တိတ်ဆိတ်နေတာပဲ။ကျွန်တော်လည်းနောက်ဘက်တွေကိုသွားစစ်ပေမဲ့ဘာမှတော့ရှိမနေပါဘူး။ဒါပေမဲ့အစွန်ဆုံးတန်းကိုရောက်တဲ့အချိန်မှာတော့စင်အောက်ချီမှာတမိုင်းစာကိုအဟောင်းကြီးတအုပ်ကပွင့်လျက်တာ။ကျွန်တော်စာကြည့်ရိုက်ဆောင်တယောက်အနေနဲ့ချက်ချင်းပဲစိတ်ပူသွားတယ်။ဘသူကများစာအုပ်ကိုဒီလိုပစ်ထားခဲ့တာလေ။အဲ့ဒီစိတ်နဲ့အဲ့ဒီနေရာကိုကမန်းကနန်းကျွန်တော်ရှောက်သွားခဲ့တယ်။ကျွန်တော်တမီကိုဟိုတီတီထိုးကြည့်ပေမဲ့ဘာမှမတွေ့ရအောင်။ဒါနဲ့ပဲကျွန်တော်လည်းအဲ့ဒီပြုတ်ကျနေတဲ့စာအုပ်ကိုပြန်ကောက်တင်ပြီးတော့ကျွန်တော်စီလက်စာစာအုပ်စင်တန်းတွေကိုပြန်ရောက်လာတဲ့အခါစင်အောက်ခြေမှာခုနကတော့ကျွန်တော်တိတိချာချာစီထားခဲ့တဲ့စာအုပ်တချို့ကကျမ်းမြင့်ပေါ်မှာပွင့်လျက်သားတွေပြန်ကျဲနေပြန်တယ်။ကျွန်တော်စာအုပ်ကိုကောက်ဖို့အတွက်လက်လန်းလိုက်တဲ့အချိန်မှာပဲအဲ့ဒီစာအုပ်ရဲ့စာမျက်နှာတွေကကျွန်တော်လက်နဲ့မထိခင်မှာပဲအလိုလိုလန်သွားပြန်ပါတယ်။အဲ့ဒီစာအုပ်တွေရဲ့စာမျက်နှာတွေကလေတိုက်တယ်လို့မျိုးမဟုတ်ဘဲနဲ့တစုံတစ်ယောက်ကရှာဖွေနေတယ်လို့မျိုးတစ်ဖြက်ဖြက်နဲ့လန့်နေတာကိုမြင်လိုက်ရတဲ့အခါကျွန်တော်နည်းနည်းတော့တုန်လှုပ်သွားတယ်။ဒါပေမဲ့ကျွန်တော်ကတရေတွေဘာတွေတိတ်ပြီးတော့မကြောက်တတ်တဲ့သူဆိုတော့ကြောက်စိတ်ထက်ကျွန်တော်မှတိကျင်စိတ်ကပိုပြီးတော့များလာတယ်။ကျွန်တော်ဖြည်းဖြည်းချင်းဒူးထောက်ထိုင်လိုက်ပြီးတော့အဲ့ဒီစာအုပ်တွေစီကိုလက်လန်းလိုက်တယ်။အဲ့ဒီအချိန်မှာပဲပဝင်းကျင်ကအပူကျင်ကရုတ်တရက်ကျသွားတယ်လို့မျိုးခံစားလိုက်ရတယ်။တစ်ချိန်တည်းမှာပဲအသက်ရှူတန်းလို့အတန်တစ်ခုခုကျွန်တော်နာနာမှာကပ်ပြီးကြားလိုက်ရတယ်လို့ပဲ။အဲ့ဒီအချိန်မှာစာမျက်နှာတွေလန်နေတဲ့အတန်ကရပ်သွားပြီးတော့စာအုပ်တုပ်ကကျွန်တော်စီကိုဖြည်းဖြည်းချင်းရွေရှားလာနေတယ်လို့မျိုးကျွန်တော်ခံစားလိုက်ရတယ်။ကျွန်တော်လန့်သွားပြီးတော့ခေါင်းမော့ကြည့်လိုက်တဲ့အခါမှာစာအုပ်စင်တွေကြားထဲမှာအဖြူရောင်အရေးတစ်ခုဖြတ်ခနဲဖြတ်ပြေးသွားတာကိုကျွန်တော်မြင်လိုက်ရတယ်။ကျွန်တော်ရဲ့နှလုံးခုန်သံတွေကကိုနားထဲမှာကိုပြန်ပြီးကြားရလောက်တဲ့အထီကိုမြန်ဆန်နေပါတယ်။အဖြူရောင်အရေးကစာအုပ်စင်အကွယ်ထဲကိုဝင်သွားတာကိုမြင်လိုက်ရပေမဲ့ကျွန်တော်ခြေထောက်တွေကအလိုလိုအဲ့ဒီအရင်နောက်ကိုလိုက်သွားမိတယ်။တကယ်တော့ကျွန်တော်မှကြောက်စိတ်ဆိုတာအခုမှစဝင်လာတာ။ဒါပေမဲ့တစုံတစ်ခုကကျွန်တော်ကိုအဲ့ဒီအရင်နောက်ကိုလိုက်ဖို့အတွက်ဆွဲဆောင်နေတယ်လို့မျိုးကျွန်တော်ခံစားရတယ်။ကျွန်တော်ဖြည်းဖြည်းချင်းလမ်းလျှောက်ပြီးတော့စင်ကွယ်ကိုရောက်တဲ့အခါစာကြည့်ရရဲ့အနောက်ဘက်ဆုံးအပိုင်းအသုံးမပြုတော့တဲ့စာအုပ်အဟောင်းတွေတင်ထားတဲ့အခန်းငယ်လေးစီကိုရောက်သွားတယ်။အခန်းတကအနှဲငယ်ဟာနေပြီးတော့အတွင်းထဲကနေမိန်ဖြော့ဖြော့အလင်းရောင်လေးတစ်ခုထွက်နေတယ်။ကျွန်တော်တကားကိုဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်တော့
မြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်ကိုအံ့အားသင့်သွားစေခဲ့တယ်။အထဲမှာစာအုပ်တွေအများကြီးပြန့်ကျဲနေတယ်။စောစောကမြင်လိုက်ရတဲ့အဖြူအောင်အရေးကတော့အခန်းရဲ့အလဲပဟိုမှာမတ်တက်ရက်နေပါတယ်။တရေမကြောက်တတ်ပါဘူးဆိုတဲ့ကျွန်တော်ကတကယ်ကြီးကိုထိတ်တိုက်တွေးလိုက်ရတဲ့အခါမှာတော့ကြောက်လွန်းလို့ခြေလမ်းတွေနောက်ပြန်ဆုပ်လိုက်မိတယ်။အဲ့ဒီအချိန်မှာပဲကျွန်တော်ခြေရင်းသားကိုစာအုပ်တအုပ်ပြုတ်ကျလာတယ်။ပြီးရနဲ့အဲ့ဒီစာအုပ်ရဲ့စာမျက်နှာတွေကသူ့အလိုလိုထပ်ပြီးတော့လန့်လာပြန်ပါတယ်။ကျွန်တော်မှပြေးလဲမပြေးနိုင်တော့ဘဲနဲ့မျက်စိကိုစုံမှိတ်ပြီးဖျားစာကိုပဲအသေးအတန်ရွတ်နေမိပါတော့တယ်။မပြန်သေးဘူးလားလို့လုံခြုံရေးဦးလေးကြီးကလာမေးတော့မှပဲအသိပြန်ဝင်လာပြီးတော့အသက်ကိုဝါဝါရှူနိုင်တော့တယ်။ဒါကတော့ကျွန်တော်ဘဝရဲ့ဘယ်တော့မှမမေ့နိုင်စရာဖြစ်ရလေးတစ်ခုပါပဲ။အဲ့ဒီညတော့ကအဖြေပြက်ကိုပြန်တွေးလိုက်လို့ရှိရင်အခုအချိန်ထိကိုကြော်ထဲမှာစိတ်ငနေဖြစ်ပြီးတော့အဲ့လိုမပြောခြင်းစေးရုံဆိုတာကနေဘက်လူစီနေတဲ့အချိန်မှာလူနာတွေရောလူနာဆောင်တွေရောစူညံပြီးတော့အလုံးရှုံနေတဲ့အချိန်မှာဘာမှမသိတာပဲမဲ့ညစ်နက်ပြီးတော့လူချေတိတ်သွားရင်တော့ပြောမပြတတ်လောက်အောင်ခြောက်ချားစရာကြီးဗျအဲ့ဒီတော့ကအဖေနေမကောင်းလို့ခွဲစိတ်မှုလုပ်ပြီးတော့ဆေးရုံရက်ရှည်တက်ရတဲ့အချိန်ကျွန်တော်ကဆေးရုံမှာလိုက်ဆောင်ပေးရတာကျွန်တော်တို့ရတဲ့အခန်းကအထူးကုလူနာဆောင်ရဲ့အစုံနာဟိုးအတွင်းဘက်ဆုံးလေကားတောင်းနဲ့ကပ်နေတဲ့အခန်းလေးနေဘက်ဆိုရင်တော့တိတ်ဆိတ်ပြီးနားရတာအဆင်ပြေပေမဲ့ညဘက်ကျတော့အဲ့ဒီတိတ်ဆိတ်မှုကပဲတော်တော်ကိုကြောက်ဖို့ကောင်းတာဗျအဲ့ဒီညအဖေကတော့ဆေးရှိန်နဲ့နင်းနေချိုက်ချိုက်အိပ်ပျော်နေရပေါ့ကျွန်တော်ကတော့အဖေအတွက်စိတ်ပူနေတာရောနေရာစိမ့်တာရောပြီးတော့ဆေးရုံရဲ့လေထုကြီးကတမျိုးကြီးဖြစ်နေတာကြောင့်ရောကရင်ဘေးကကလထိုင်ပေါ်မှာပဲထိုင်ရင်းနဲ့အိတ်လို့မရနိုင်ခဲ့ဘူးဖုန်းလေးပို့လိုက်ခဏခဏအသက်ရှူနှုံးမှန်ရဲ့လားဆိုပြီးတော့အဖေကိုလှမ်းကြည့်လိုက်နေပေါ့ညတကောင်ကျော်2နာရီခွဲ3နာရီလောက်ရောက်တော့ဆေးရုံတစ်ခုလုံးဘာအတမ်းမှမကြားရအောင်တိတ်ဆိတ်နေတယ်အဖေကအိတ်နေတော့အခန်းထဲကမိကြောင်ပိတ်ထားပြီးအပြင်စင်းကြံလန်းလာတဲ့လမ်းမီရောင်မှိန်မှိန်လေးနဲ့ပဲထိုင်နေမိတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်ကြီးလေတူးကအေးစိမ့်လာတာမှရေခဲတတာတကားကိုဖွင့်လိုက်တယ်လို့မျိုးအသားတွေကိုစိတ်ငနေဝင်လာတာ။စိတ်ထဲမှာလည်းတခုခုကကိုယ်အမောင်ထဲကနေစိုက်ပြီးတော့ကြည်နေတယ်လို့မျိုးကြီးရင်ပတ်ထဲမှာလေးလံပြီးတော့အသက်ရှူရတာပါခတ်လိုက်အဲ့ဒီအချိန်မှာပဲအခန်းဝါကအဝင်ထွက်ကာထားတဲ့လိုက်ကာစားလေမတိုက်ဘဲနဲ့ဝိကနေအသာလေးလှုပ်သွားတယ်။အစတော့ကတော့ဒါပန်ကာလေးချောင်းနေမှာပါလို့တွေးနေတော့ဟိုးလေကားတောင်းဘက်ကနေလူတယောက်ဖနက်မပါဘဲနဲ့ခြေပွားကြီးနဲ့ဒီတိုင်းရှောက်လာတယ်လို့မျိုးခြေတံကြီးကိုစပြီးကြားရတယ်။အတန်းကျွန်တော်တို့အခန်းထဲတဖြည်းဖြည်းချင်းနီးကပ်လာတယ်။အစတော့ကတော့တာဝန်ကျ nurse မလေးတွေလာစစ်တာပဲနေမှာပါလို့တွေးနေမိတာပေါ့။ဒါပေမဲ့ထူးဆန်းတာအဲ့ဒီခြေတံကပုံမှန်လူလျှောက်တယ်လို့မျိုးမဟုတ်ဘဲနဲ့ခြေတလန်းလိုက်တိုင်းမှာအချိန်တော်တော်ချားပြီးမှနောက်ထပ်တလန်းထပ်ပြီးတော့လှမ်းတာဗျပြီးတော့အဲ့ဒီခြေတံကြီးကကျွန်တော်တို့အခန်းအဝကိုအရောက်မှာပဲရက်သွားတယ်ဗျကျွန်တော်ဆိုရင်ရင်တွေတဒိန်းဒိန်းခုန်ပြီးတော့အသက်တောင်မရှူရဲတော့ဘဲနဲ့လိုက်ကအောက်ခြေကဟာကွက်လေးကိုပဲမျက်တောင်မခတ်တန်းစိုက်ကြည့်နေမိရဲ့အပြင်ဘက်ကမီးမိန်အောက်မှာဖြူဖြောနေတဲ့ခြေပွားကြီးနှစ်ဖက်ကအခန်းဝမှာလာရက်နေတာကိုမြင်လိုက်ရတယ်။အဲ့ဒီအရာကအခန်းထဲကိုချက်ချင်းဝင်မလာဘူး။လိုက်ကအပြင်ကနေရက်ပြီးတော့အထက်ကကျွန်တော်တို့သားအဖကိုစိုက်ကြည့်နေတယ်လို့မျိုးကြီးမလုံးမရှက်ငြိမ်နေတာ။ကျွန်တော်မှခေါင်းတစ်ပန်းတွေကြီးပြီးတော့တကူလုံးသွေးဆုပ်တယ်လို့ဖြူလျော်သွားတာပဲ။အဖေနိုးသွားပြီးတော့လန့်သွားမှစိုးတာရောကိုရိုင်းကလည်းကြောက်လွန်းလို့အတန်တစ်ချက်တောင်မထွက်ရဲပဲနဲ့ထိုင်နေရကနေကြောက်ရွံ့လို့တောင်းနေမိတယ်ခဏနေတော့အဲ့ဒီအရာလိုက်ကာကိုအသာလေးတိုးဝင်လာတယ်လို့မျိုးဖြစ်လာတယ်မျက်စိရှိမှရင်မဲဗျာလူပုံတရံအမဲအောင်အရေးကြီးတစ်ခုကတရွေ့ရွေ့နဲ့အဖေကရင်ချေရင်မှလာရက်တာမျက်နှာကိုတဲတဲကွယ်ကွယ်မမြင်ရပေမဲ့အုပ်စော်နက်နက်အနံ့ဆိုးကြီးကလည်းနှာခေါင်းထဲကိုအလုံးအရင်နဲ့ဝင်လာတယ်စိတ်ထဲမှာပြို့အံမတက်ခံစားရပေမဲ့
အောင့်ထားရတာပြီးတော့အဲ့ဒီအရေးမဲကြီးကကလေးမောကအိပ်ပျော်နေတဲ့အဖေစီကိုဖြည်းဖြည်းချင်းခါကိုကိုင်းပြီးတော့ငုံကြည့်နေတယ်ပြီးတော့သူ့ရှိရနေလေအသက်ရှူတာပြင်းပြင်းကြီးကထွက်နေသေးတယ်ကျွန်တော်နဲ့ဆိုရင်ကလင်တစ်ဖက်စီပဲချတာအဲ့ဒီအရာအဖေကိုငုံကြည့်နေရတာနေခေါင်းကိုဖြည်းဖြည်းချင်းလှည့်ပြီးတော့ကျွန်တော်ဘက်ကိုပြန်ကြည့်လာသလိုခံစားရတဲ့အချိန်မှာတော့ကျွန်တော်ဆိုတာကြောက်လွန်းလို့တကိုယ်လုံးတုံရီသွားပြီးတော့သွားချင်းရိုက်မိမတတ်ပါပဲမျက်စိကိုတင်းတင်းမိတ်လက်တစ်ဖက်ကိုကြစ်ကြစ်ပါနေအောင်ဆုပ်ပြီးတော့စိတ်ထဲကနေတည်သမျှဖျားစာတွေအထက်ထက်အခါခါရွတ်နေမိပါတော့တယ်ဘလောက်တောင်ကြာသွားလဲမသိဘူးစေးပလင်တွန်းလဲကြတန်လိုမျိုးအတန်အကျယ်ကြီးကြားလိုက်ရမှာပဲကျွန်တော်လန့်ပြီးတော့မျက်လုံးပွင့်လာတယ်ကြည့်လိုက်တော့အရှိအအရင်မဲကြီးလည်းမရှိတော့ဘူးအခန်းထဲမှာတော့စောစောအားရှိနေတဲ့အေးအထက်နဲ့ပုံစော်နန်နန်အနံ့ကြီးကလေးလူထဲမှာကြံ့နေခဲ့တော့မယ်အပြင်မှာလည်းနတ်မလေးတွေရဲ့ပြပြတလဲပြေးလွှားတန်တွေစကားပြောတန်တွေကြားရတာနဲ့ဘာပဲဖြစ်ဖြစ်လူတန်ကြားရတော့အားကိုရတယ်လို့ဖြစ်ပြီးအခန်းအပြင်ထွက်ကြည့်မိရပေါ့ကြည့်လိုက်တော့ကျွန်တော်တို့အခန်းနဲ့မျက်စောင်းထိုးလောက်မှရှိတဲ့အရေးပေါ်အထူးကြက်မှတ်ကုသဆောင်ထဲမှာလူနာတယောက်ရုတ်တရက်အသက်ဆုံးပါသွားတာမို့လို့ဆရာဝန်တွေရော nurse တွေရောဆေးပစ္စည်းတွေသိမ်းရင်းနဲ့လူနာတင်ကရင်ကိုတွန်းရင်ရှုပ်ရှက်ခတ်နေကြတာကျွန်တော်လေးရင်တုံပန်းတုံနဲ့တကားဝမှာရက်ကြည့်နေတော့စောစောကတွန်းလဲကိုတိုက်မိရဲ့တာဝန်ကျ nurse လေးတယောက်ကကျွန်တော်ကိုမြင်တော့အနားကိုရှောက်လာတယ်သူလည်းမျက်နှာပြက်နေပြီးတော့ဘေဘီကိုဝေးကြည့်ရင်းနဲ့အတန်ကိုတိုးတိုးလေးနှိပ်ပြီးလှမ်းပြောပြတယ်ဒီညဘာတမ်းမဲကြကြအပြင်မထွက်နေတော့နော်ဒီဘက်စင်းကြံလန်းညဘက်ဆိုလို့ရှိရင်လူနာဆုံးခံနေဖြစ်ဖြစ်ဆုံးမိခါစားဖြစ်ဖြစ်ခဏခဏအဲ့ဒီလိုမျိုးလမ်းမပြီးတော့ကြုံရတဲ့လို့အခန်းထဲမှာပဲနေပါအဲ့ဒီလိုလာပြောသွားတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့တကူအလုံးစိတ်ကနေဖြစ်သွားပြီးတော့စေးရုံဆောင်ရမယ့်ကြံတဲ့ညတွေကိုဘယ်လိုများဖြတ်တန်းရမလဲလို့တွေးရင်းနဲ့ခြောက်ချားမှုအပြည့်နဲ့အခန်းထဲကိုပြန်ပြေးဝင်ခဲ့ရတယ်ဗျအခုထက်ထိလည်းအဲ့ဒီညတော့ကကြုံခဲ့ရတာပါလေဆိုတာကိုတွေးမိတိုင်းစက်သိန်းထနေမိတော့မှာပဲကျွန်တော်နေရနေရန်ကုန်အလုပ်လာလုပ်ခါစားကြုံခဲ့ရတဲ့အဖြစ်အပျက်ကလေးတစ်ခုကတော့ဒီနေ့ထက်ထိတွေးမိတိုင်းကြောချမ်းနေရတော့မှာပဲကျွန်တော်ကအထည်ချုပ်စက်ရုံကြီးတစ်ခုမှာအလုပ်လုပ်ရတာဗျစက်ရုံဆိုတာနေဘက်လူတွေယာနဲ့ချီပြီးတော့စုညံအလုပ်ရှုပ်နေတဲ့အချိန်မှသာဘာမှမသိတာပဲမဲ့ overtime ဆင်းရလို့ညဘက်လူနေသွားတဲ့အချိန်တွေဒါမှမဟုတ်ညဆိုင်ဆင်းရတဲ့အချိန်မျိုးတွေဆိုလို့ရှိရင်တော့အဆောက်အဦအကျယ်ကြီးထဲမှာ6ကက်ကက်နဲ့မဖော်ပြတတ်လောက်အောင်အေးစိမ်ပြီးတော့ခြောက်ချဖို့ကောင်းတယ်အဲ့ဒီညတော့ကကြုံခဲ့ရတဲ့ဖြစ်ရပ်ကတော့ကျွန်တော်ဘဝမှာတော်တော်လေးကိုမှကြောက်လန့်ခဲ့ရတဲ့ဖြစ်ရပ်တစ်ခုပါပဲအဲ့ဒီတော့ကစက်ရုံမှာအော်ရာတွေအရန်များနေလို့ညဆိုင်ရက်ဆက်ဆင်းနေရတဲ့အချိန်ပေါ့အဲ့ဒီနေ့ကကျွန်တော်ကဆက်လိုင်းတွေရဲ့အစောအထည်တွေအပီးသက်စစ်ဆေးပြီးတော့ထုတ်ပိုးတဲ့အပိုင်းမှာတာဝန်ကြတာအဲ့ဒီညတကောင်ကျော်2နာရီခွဲလောက်ရှိပြီဗျတခြားလိုက်ရလူတွေကတော့သူတို့အလုပ်ပြီးသွားလို့စက်ရုံအရှိဘက်မှာသွားပြီးတော့နားနေကြပြီကျွန်တော်ကတော့ကြံနေတဲ့အထည်တချို့ကိုစရင်ပိတ်ဖို့အတွက်စက်ရုံရဲ့ဟိုးအတွင်းဘက်ဆုံးမှာဂတ်ထုဖာရီစီထားတဲ့ခိုးရောင်အမောင်ပိုင်းနာမှာတယောက်တည်းကြံနေခဲ့တာစက်ရုံထဲမှာမီးချောင်းတချို့ကိုပိတ်ထားတော့မှောင်ပြပြဖြစ်နေပြီးအဝေးရစက်ရုံပန်ကာကြီးလဲနေတဲ့အတန်လွဲရင်ဘာအတန်ကိုမှမကြားရတော့အဲ့ဒီအချိန်မှာရုတ်တရက်ကြီးလေလူကအေးစိမ်လာတာဗျာဘလို့ဖြစ်သွားမှန်းတော့မသိဘူးစိတ်ထဲမှာလည်းတခုခုကကိုယ်အထည်ပုံးတွေကြားထဲကနေစိုက်ကြည့်နေသလိုမျိုးကြီးရှင်ဘတ်ထဲမှာလေးလံလာတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်အနောက်ဘက်မလန်းမကန်းမှာရှိတဲ့လျှက်စစ်အချုပ်ဆက်ကြီးတစ်လုံးကဘယ်သူမှမရှိဘဲနဲ့ကြောက်ဆိုပြီးတော့အလိုလျောက်စပြီးလဲလာတယ်အစတုန်းကတော့ကျွန်တော်ကဆက်ချုပ်ရင်းနာကြောင့်မော်တာလေတာနေမှာပါလို့ကိုယ့်ဘာသာကိုဖြည့်တွေးပြီးတော့ဆက်ရင်မဲ့ဆက်မှတ်နေမိတာပေါ့ဒါပေမဲ့ထူးဆန်းတဲ့ဆက်လေတန်းကပုံမှန်ဆက်လေတန်းမဟုတ်ဘဲနဲ့လူတယောက်ကဆက်ချေနှင်းကုန်ကိုဖြည်းဖြည်းချင်းဖိနှင်းလိုက်လွတ်လိုက်လုံနေတယ်လို့မျိုးတက်ခနဲမြည်နေတာဗျကျွန်တော်လမ်းကြည့်လိုက်တော့အဲ့ဒီအရေးကြီးကစက်ခုံမောကနေခေါင်းကိုဖြည်းဖြည်းချင်းထောင်လာပြီးတော့ကျွန်တော်ဘက်ကိုလှည့်ကြည့်လာတယ်
မျက်နှာအမောင်ထဲမှာတဲတဲကွဲကွဲမမြင်ရပေမဲ့စပင်တွေဖားလျားချထားသလိုမျိုးကြီးတစ်ဆက်ထဲမှာပဲအခန်းထဲမှာအဝတ်တွေရေးအကြာကြီးစိန်နိုင်ဖြစ်လာတဲ့အနံ့ဆိုးကြီးကနှာခေါင်းထဲကိုအလုံးအရင်နဲ့ဝင်လာတယ်ကျွန်တော်နဲ့ဆိုရင်အဲ့ဒါကဆက်လိုင်းတလိုက်မဲ့ချတာအဲ့ဒီအရာကထိုင်နေရနေထရက်ပြီးတော့ကျွန်တော်စီကိုခြေတံလုံးဝမထွက်ဖ ೇನೆ တရွေ့ရွေ့နဲ့ရှောက်လာတဲ့အချိန်မှာတော့ကျွန်တော်ဆိုတာကြောက်လွန်းလို့တကိုယ်လုံးသွေးပြတ်မတက်တုံရှိပြီးအော်ဖို့လို့ပင်မဲ့အတန်းလေချောင်းထဲမှာရင်တစ်ဆို့ပြီးတော့ထွက်မလာတော့ပါဘူးလက်နှစ်ဖက်စလုံးကြစ်ကြစ်ပအောင်ဆုပ်ပြီးတော့စိတ်ထဲကနေတည်သမျှဖျားစာတွေကိုအထက်ထက်အခါခါယူရင်းနဲ့မျက်စိကိုတင်းတင်းမှိတ်ထားမိတော့တယ်ဘလောက်တောင်ကြာသွားလဲမသိပါဘူးကျွန်တော်ကြောဘက်ကဂတ်ထူဖာရီကိုတခုခုကလာပုတ်ဆွဲနေတယ်လို့မျိုးအတန်ကြီးကနားရဲ့အထိကပ်ပြီးကြားနေရတာဗျာအေးတက်ကလည်းအခုထိကိုအေးဆက်နေတော့မယ်ဖះကိုပဲစိတ်ထဲကနေအော်ဟစ်ပြီးတော့ဆွတောင်းနေမိတော့မိပိတ်တော့မယ်အပြင်ထွက်ခဲ့တော့ဆိုပြီးတော့လုံခြုံရေးဝန်ထမ်းကြီးကအဝေးကြီးကနေလှမ်းអော်လိုက်တဲ့အတန်အကျယ်ကြီးကိုကြားလိုက်ရမှကျွန်တော်လန့်ပြီးမျက်လုံးပွင့်လာတာကြည့်လိုက်တော့ရှေ့ကအရေးမဲကြီးရောဆော့ဆော့ကအနားကိုကတ်လာတဲ့အရာကြီးရောမရှိတော့ဘူးဒါပေမဲ့အခန်းထဲမှာတော့ဆော့ဆော့ကအေးတန်းနဲ့အနံ့ကြီးရတော့ကြံနေခဲ့တော့မယ်ကျွန်တော်လည်းရှိသမျှတွေအကုန်လုံးပြစ်ချခဲ့ပြီးတော့စက်ယုံအပြင်ဘက်ကိုအသက်လူပြီးတော့ပြေးထွက်ခဲ့ရတာပေါ့အပြင်ကိုရောက်တော့ရင်တုံပန်းတုံနဲ့လုံခြုံရေးဦးလေးကြီးကိုရေတစ်ခွက်တောင်းတော့ရင်အထက်ကအဖြစ်ပြက်တွေကိုအသေးအတန်ပြောပြမိတယ်ဦးလေးကြီးကကျွန်တော်ကိုကြည့်ပြီးတော့နောက်ဆိုရင်ညဘက်ကိုတယောက်တည်းအဲ့ဒီဘက်ကိုမသွားနဲ့တော့ဆိုပြီးတော့တတိပေးသွားတယ်ဘာလို့လဲတော့မသိဘူးအဲ့ဒီနောက်ပိုင်းကနေစပြီးတော့ကျွန်တော်လည်းညဘက်ဆိုရင်အဲ့ဒီအနောက်ဘက်လိုင်းကိုတယောက်တည်းလုံးဝမသွားရတော့တလို့အခုထက်ထိလည်းအဲ့ဒီညအမောင်တွေကဆက်နှင်းတန်ကြီးနဲ့ရှောက်လာတဲ့အရေးကြီးအကြောင်းကိုတွေးမိတိုင်းစက်တင်းမွေးညင်းထပြီးကြောချမ်းနေမိတော့မှာပဲဗျာဆယ်တန်းအောင်မိကစားနေရနေရန်ကုန်ကိုတက္ကသိုလ်တက်ဖို့အတွက်ပထမဆုံးအကြိမ်ရောက်လာခဲ့တာကကျွန်တော်ဘဝရဲ့အလဲပြောင်းတစ်ခုပေါ့နေရကအစိမ်းသက်သက်နိုင်လွန်လာတယ်လို့မြို့ကြီးမှာနေသားကြဖို့ကလည်းတော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်ကံကောင်းတာတစ်ခုကတော့ကျောင်းကပေးတဲ့အဆောင်မှာနေခွင့်ရခဲ့တာပါပဲကျွန်တော်နေရတဲ့အခန်းက၄တက်မြောက်ကအဆွန်ဆုံးအခန်း 4B ဖြစ်ပြီးတော့တခန်းကို၄ယောက်အတူတူနေရပါတယ်အရင်ရောက်နေတဲ့အခန်းပေါ်၃ယောက်စလုံးကဖော်ရွေကြတာမို့လို့အိမ်လွမ်းစိတ်တွေတော့ကျွန်တော်မှတော်တော်လေးတတ်ခဲ့ရပါတယ်။ကျွန်တော်တို့အခန်းကအနောက်ဘက်ကိုမျက်နှာမူထားပြီးတော့ပြတင်းပေါက်အကြီးကြီးတစ်ခုပါတယ်။နေဘက်ဆိုရင်နေအောင်သိမ့်မရဘဲနဲ့မှိုင်းညွတ်ညွတ်ဖြစ်နေတတ်ပြီးတော့ညဘက်ဆိုရင်တော့အဆောင်ဘေးရတစ်ပင်ကြီးရဲ့တစ်ကိုင်းတွေကလေတိုက်တိုင်းပြတင်းပေါက်မှန်ကိုလာပြီးတော့ပုတ်ဆွဲတတ်ကြတယ်။အဲ့ဒီအတန်ကတစ်ခါတလေမှာလူတယောက်ကလက်သေးနဲ့ကုပ်နေတယ်လို့မျိုးဆူးရှက်ရှက်မြည်တတ်တယ်။အစပိုင်းမှာတော့ဒါကိုရိုးရိုးလိုပဲထင်ခဲ့မိတာ။ထိုးစမ်းတာကြောင်းဖွင့်ပြီးတလားလောက်အကြာမှာစတင်ခဲ့ပါတယ်။ကျွန်တော်တို့၄ယောက်စလုံးကနေရနေလာကြတာဆိုတော့ညဘက်ဆိုရင်တော်တော်နဲ့မအိပ်ကြပဲနဲ့စကားပြောလိုက်စားကြက်လိုက်နဲ့ညတကောင်ကျော်ထိမီးလင်းနေတတ်တာများပါတယ်။ဒါပေမဲ့တညမှာတော့ထူးထူးခြားခြား၄ယောက်စလုံးအိတ်ချင်တဲ့စိတ်တွေဖြစ်နေကြတာနဲ့ည10 နာရီလောက်မှာပဲမီးပိတ်ပြီးတော့အိပ်ရာဝင်ခဲ့ကြတယ်။ပြဿနာအဲ့ဒီညတကောင်ကျော်2 နာရီဝန်းကျင်မှာစတာပါပဲ။ကျွန်တော်ကခါနာတက်လို့ဂရင်ပေါ်မှာမအိပ်ဘဲနဲ့ကျမ်းမြေပေါ်မှာဖြာလေးခင်းပြီးအိတ်လေးရှိတယ်။အိပ်ပျော်နေရင်ကနေရုတ်တရက်ရှင်ဘတ်ထဲမှာမောခနဲ့ဖြစ်ပြီးတော့နိုးလာခဲ့ပါတယ်။အခန်းထဲကလေတို့ကရေခဲတစ်တာထဲရောက်သွားတယ်လို့မျိုးထူးဆန်းစွာနဲ့အေးစိမ့်နေတယ်။ကျွန်တော်မျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အချိန်မီးပိတ်ထားလို့အမောင်ပြပြပဲရှိတဲ့အခန်းအလယ်ကျမ်းမြေပေါ်မှာလူတယောက်မတ်တက်ရက်နေတာကိုမောင်ဝါးဝါနဲ့မြင်လိုက်ရတယ်။ပထမမှာတော့အခန်းဖော်တယောက်တန့်စင်ခန်းသွားမလို့ထရက်တာပဲနေမှာပါဆိုပြီးတော့အသေးချာစိုက်ကြည့်မိတယ်။ဒါပေမဲ့မဟုတ်ဘူး။အဲ့ဒီလူကအဝတ်အစားအယောင်ဖြော့ဖြော့လေးဝတ်ထားပြီးတော့ကြောပေးပြီးရက်နေတာအခန်းပေါ်၃ယောက်စလုံးရဲ့ကရင်တွေကိုအမောင်ထဲမှာလန့်ကြည့်လိုက်တော့သူတို့အားလုံးကရင်ပေါ်မှာအိပ်ပျော်နေတော့မယ်တ
ဒါဆိုရင်ဒီကျမ်းမြေမောကဘာတူလဲကျွန်တော်ရှင်တွေတဒိန်းဒိန်းခုံလာပြီးတော့တကူလုံးလှုပ်ရှားလို့မရတော့တယ်လို့တောင့်တင်းသွားခဲ့တယ်အဲ့ဒီအရှိအမေကဘာအတမ်းမှမထွက်ဘဲနဲ့ငြိမ်သက်စွာရက်နေရင်ကနေဖြည်းဖြည်းချင်းခေါင်းကိုစောင်းပြီးတော့ကျွန်တော်စီကိုလှည့်ကြည့်ဖို့အတွက်ကြိုးစားလာပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်မျက်လုံးကိုအတင်းမှိတ်ပစ်လိုက်ပြီးတော့စိတ်ထဲကနေတည်သမျှဖျားစာတွေကိုတွတ်တွတ်ရွတ်နေမိတော့တယ်ဘယ်အချိန်မှပြန်ပြီးတော့အိပ်ပျော်သွားလဲတော့မသိတော့ပါဘူးမနက်မိုးလင်းလို့နိုးလာတဲ့အထိရှင်ဘက်ထဲမှာအဲ့ဒီတုံလုံးမှုကကြံနေခဲ့တော့မယ်မနက်ခင်ကိုရောက်တော့အခန်းပေါ်တွေကိုညတော့ကအကြောင်းစကားဆက်ကြည့်မိတဲ့အခါမှာသူတို့အားလုံးကအိမ်မက်မက်တာနေမှာပါလို့ပဲပြောကြတယ်ကျွန်တော်ကိုယ်တိုင်ကလည်းကိုယ်စိတ်ကိုယ်ရင်မှုလို့ပဲသတ်မှတ်ပြီးတော့မေးပြဖို့အတွက်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ဖြစ်ရတွေကအဲ့ဒီမှာရင်မရက်သွားခဲ့ဘူးနောက်ပိုင်းရက်တွေမှာအခန်းထဲမှာထူးဆန်းတဲ့အနံ့အသက်တွေရလာတတ်တယ်တခါတလေအခန်းတကားဖွင့်ဖွင့်ချင်းမှာလူမနေတာကြာလို့ရတတ်တဲ့ဖုန်နှန်းတစ်ခုကနှာခေါင်းနဲ့အတင်းတိုးဝင်လာတတ်ပြီးတော့ခဏနေရင်ပျောက်သွားတတ်ပါတယ်နောက်ပြီးတော့ညဘက်ဆိုရင်ဂရင်အောက်ကနေပစ္စည်းတစ်ခုခုကိုလှိမ့်ပြီးကစားနေတယ်လို့မျိုးအတန်ခတ်တိုးတိုးကိုလည်းကျွန်တော်ရောကျွန်တော်အထက်ကဂရင်ပေါ်မှာအိတ်တဲ့အခန်းပေါ်ပါစပြီးတော့ကြားလာရတယ်ကျွန်တော်တို့အချင်းချင်းနှလုံးချင်းစုံမိကြပေမဲ့ဘယ်သူမှထားမကြည့်ရဲကြဘူးအဆောင်ရဲ့ညနေတကောင်အမောင်တို့ကကျွန်တော်တို့စကားမပြောနိုင်လောက်အောင်ဖိစီးလွန်လာပါတယ်အဆိုးဆုံးဖြစ်ရကတော့ဒုတိယနှစ်ဝက်စာမေးပွဲနာနီးလာတဲ့ညတညမှာဖြစ်ခဲ့ရပါအခန်းဖော်နှစ်ယောက်ကစာကြည့်တိုင်းမှာညအိတ်စာချက်နေကြလို့အခန်းထဲမှာကျွန်တော်နဲ့အခန်းပေါ်ဖြိုးသူနှစ်ယောက်တည်းပဲရှိနေခဲ့တယ်ဖြိုးသူကဂရင်ပေါ်မှာစာဖတ်ရင်းနဲ့အိပ်ပျော်သွားတာမို့လို့ကျွန်တော်လည်းဂရင်မီလုံးလေးပဲဖွင့်ပြီးတော့ကျမ်းမြေပေါ်မှာလှည့်အိပ်လိုက်တယ်ညတနာရီခွဲလောက်မှာအခန်းတကားကိုအပြန်နေတောက်ဆိုပြီးတော့ခောက်တန်သုံးချက်ခက်မှန်မှန်ပေါ်ထွက်လာတယ်အခန်းပေါ်တွေပြန်လာတာနေမှာပါဆိုပြီးတော့ကျွန်တော်ထားခွင့်မှုအလုံးမာရင်ပဲခေါင်းထဲကိုချက်ချင်းဝင်လာတာကအဆောင်တက္ကမကြီးကိုည7 နာရီတော့ခတ်ထားတာပဲသူတို့ကဘယ်လိုလုပ်ပြီးတော့ဝင်လာမှလဲအဲ့ဒီအတိကျွန်တော်လဲနေရကနေမထားပဲနဲ့တကားစီကိုပဲစိုက်ကြည့်နေမိတယ်အဲ့ဒီအချိန်မှရင်ပဲတကားအောက်ခြေကွက်လက်လေးရနေအရေးတစ်ခုရက်နေတာကိုတွေ့လိုက်ရတယ်အပြင်ကမီးရောင်ကြောင့်အခန်းဝမှာရက်နေတဲ့လူတစ်ယောက်ရဲ့ခြေထောက်အရိပ်ထူးဆန်းတာအဲ့ဒီခြေထောက်အရိပ်ကတကားဝမှာရင်ရက်မနေပဲနဲ့အခန်းတကားကိုဖောက်ပြီးတော့အခန်းထဲကိုဖြည်းဖြည်းချင်းရှောက်ပြီးဝင်လာတာပါပဲအရိပ်ကကျမ်းမြေပေါ်မှာတရွတ်တက်ရွေ့ရှားလာပြီးတော့ကျွန်တော်လှဲအိတ်နေတဲ့နေရာနာအထိကိုရောက်လာခဲ့တယ်အသက်ရှူတန်ကအစအောင်ထားမိတဲ့အထိကျွန်တော်ကြောက်လန့်တကြားဖြစ်နေတော့အပေါ်ကရင်မော်ကဖြိုးသူစီရနေအိမ်မက်မက်ပြီးတော့ရောင်អော်တဲ့အတန်ထွက်လာပါတယ်ဟာဟဲ့လူဆင်းသွားအဲ့ဒီလိုအတန်တုံရှိနေတာဖြိုးသူရဲ့အော်တန်ကြောင့်အခန်းထဲကအေးစိမ်မှုတွေရုတ်တရက်လွင့်ပြေထွက်သွားသလိုကျမ်းပြင်ကအရေးလဲပရင်းပေါက်ဘက်ကိုလွင့်ထွက်သွားခဲ့တယ်ကျွန်တော်တို့နှစ်ယောက်စလုံးကရင်မော်ကနေလူးလေးထားပြီးတော့ချက်ချင်းမိချောင်းကြီးကိုဖွင့်လိုက်ကြတယ်ဖြိုးသူရဲ့မျက်နှာတစ်ခုလုံးဖြူရောနေပြီးတော့ချွေးစေးတွေကပြန်နေခဲ့တာကရင်မော်မှာအိပ်ပျော်နေရင်ကနေသူ့ရင်ဘတ်ပေါ်ကိုလူတစ်ယောက်ကခွာစီးပြီးတော့လေပင်ကိုအတင်းဖိထားတာလို့ပြောပြတယ်ထူးဆန်းတာကအဲ့ဒီလိုဝတ်ထားတဲ့အဝတ်အစားအယောင်ကကျွန်တော်ပထမဆုံးညမြင်ခဲ့ရတဲ့အဝတ်အစားအယောင်နဲ့တထရာတဲ့တူနေခဲ့တာပါပဲအဲ့ဒီညနေစပြီးတော့ကျွန်တော်တို့၄ယောက်စလုံးအခန်းထဲမှာညဘက်ဆိုရင်မီးမပိတ်ရဲကြတော့တလို့တယောက်တည်းလည်းဘယ်တော့မှမနေရဲကြတော့ပါဘူးနောက်ပိုင်းကြောင်းပိတ်ရဲကြတော့မှပဲအဆောင်မှုနဲ့ရင်းနှီးတဲ့စီနီယာတယောက်စီကနေသိခဲ့ရတာကလွန်ခဲ့တဲ့9 နှစ်လောက်ကကျွန်တော်တို့နေတဲ့ 4B အခန်းထဲမှာပဲနေကတက်လာတဲ့ကျောင်းသားတယောက်နှလုံးဖောက်ပြီးတော့ညရင်းချင်းဆုံးပါသွားခဲ့ဘူးတဲ့ဆိုတာပါပဲအဖော်မဲ့စွာနဲ့အဝေးကြီးကမြို့ကြီးမှာအသက်ပြောက်ခဲ့ရတဲ့အဲ့ဒီကျောင်းသားရဲ့ဝိညာဉ်ကအိမ်မပြန်နိုင်မင်းနဲ့သူနေတဲ့အဆောင်ခန်းလေးထဲမှာပဲနေရလာတဲ့နောက်ထပ်ကျောင်းသားအစ်စ်တွေနားမှာကျင်လည်နေတုံးပဲဆိုတာကိုသိလိုက်ရတဲ့အခါရန်ကုန်မြို့ရဲ့မိုးအေးညတွေမှာတော့ကျွန်တော်ကြောပြင်တွေစိတ်ငနဲဖြစ်ရုံမှတပါတခြားမရှိတော့ပါဘူး
အလောက်ခဏအားတော့ခွင့်ရက်အနှဲငယ်ယူပြီးတော့အဖွားရှိရာနေရွာလေးစီကိုကျွန်တော်အလဲပြန်ခဲ့ပါတယ်။ငယ်ငယ်လေးတည်းကရွာကိုမရောက်ဖြစ်တာဆယ်စုနှစ်တစ်ခုမကကြာခဲ့ပြီဖြစ်လို့ရွာလန်းတွေတစ်ပင်တွေကကျွန်တော်အတွက်တော့တော်တော်လေးကိုစိမ့်သက်လို့နေခဲ့တယ်။ကျွန်တော်ရွာကိုရောက်သွားတဲ့နေ့တုန်းကမိုးအုံအုံညနေဆောင်အချိန်ဖြစ်ပြီးတော့လေတူးတစ်ခုလုံးကဆိုဆွတ်ထိုင်းမိုင်းနေပါတယ်။မရောက်တာကြာပြီဖြစ်တဲ့ကျွန်တော်ကိုအဖွားကဝမ်းသာအားရကြိုးဆိုရှာတယ်။အိမ်ရောက်လို့အိုးအစားလေးရေမိုးချိုးပြီးတဲ့နောက်မှာတော့အဖွားရွာဦးကျောင်းသားကဝမ်းခွဲအကိုရီအိမ်စီကိုလိုက်ဖို့အတွက်ချက်ချင်းပဲစီစဉ်ပါတော့တယ်။မရောက်တာကြာလို့လမ်းတွေမှားကုန်မှဆိုတာကြောင့်ရဲ့ညနေဆောင်အမောင်ရိပ်တန်းစားပြုတ်နေပြီးဖြစ်တာကြောင့်ရဲ့ကြောင့်အဖွားနဲ့အတူတူအသက်30ဝန်းကျင်ရှိတဲ့ရွာခံအမတယောက်ကပါလမ်းပြအဖြစ်နဲ့အဖော်လိုက်ပေးခဲ့ကြပါတယ်။ရွာလန်းကအခုထက်ထိလျှက်စစ်မီးတိုင်တွေသိမ့်မရှိသေးပဲနဲ့အိမ်တွေကလည်းတအိမ်နဲ့တအိမ်တော်တော်လေးလှမ်းလှမ်းမှာခြံဝန်းအကျယ်ကြီးတွေနဲ့စောက်ထားကြတာပါ။လမ်းဘေးတစ်လျှောက်မှာတရက်ပင်ကြီးတွေညောင်ပင်ကြီးတွေကအုံဆိုင်နေပြီးတော့ညနေ6 နာရီခွဲလောက်မှာတင်ပရစ်အော်တန်တွေကိုကြားနေရပြီ။ကျွန်တော်တို့3ယောက်ဓမီတလက်ကိုအားကိုးပြီးတော့မြင်းနီလန်းအတိုင်းစကားတပြောပြောနဲ့ဖြည်းဖြည်းချင်းလျှောက်လာခဲ့ကြတယ်။လမ်းတစ်ဝက်လောက်အရောက်မှာလူသူပြက်ပြီးတော့တစ်ပင်တွေအုံဆိုင်လွန်းလို့မှောင်အတိကျနေတဲ့ကွေးတစ်ခုအနီးမှာတော့လေတူကရုတ်တရက်ငြိမ်ကျသွားတယ်။ပြီးတော့ကြောချမ်းစရာအေးစိတ်နဲ့လေပွေတစ်ချက်ကကျွန်တော်တို့3ယောက်ကြားထဲကိုဝိုးကနေဖြတ်တိုက်သွားတယ်။အဲ့ဒီလေတိုက်ပြီးတော့ချက်ချင်းဆိုသလိုပဲကျွန်တော်တို့ရှေ့ကလမ်းပြပေးနေတဲ့အမကခြေလမ်းတွေရုတ်တရက်ရပ်တန့်သွားတယ်။ကျွန်တော်လည်းဘာဖြစ်လို့လဲဆိုပြီးတော့မေးမလို့လက်တို့အလုံးမှာအဖွားကကျွန်တော်လက်မောင်းအတင်းလှမ်းဆွဲပြီးတော့နှကမ်းမော်ကိုလက်ညှိုးတင်ပြပါတယ်။အဖွားရဲ့လက်ဖွားတွေကအေးဆက်ပြီးတော့တဆက်ဆက်တုံရည်နေတာကိုကျွန်တော်အတိုင်းသားခံစားလိုက်ရတယ်။အမောင်ရိပ်ထဲမှာမတ်တက်ရက်နေတဲ့အဲ့ဒီအမကဖြည်းဖြည်းချင်းကြောပြင်ကြီးတောင့်တင်းသွားပြီးတော့ခေါင်းကိုပုံမှန်လူတယောက်လှည့်လို့မရနိုင်လောက်တဲ့အနေအထားမျိုးအထိဘေးတိုက်ကြီး90ဒီဂရီလောက်ဆောင်းလိုက်ပါတယ်။ပြီးတော့သူ့စီကနေထွက်လာတဲ့အတန်ကကျွန်တော်တို့လမ်းတစ်လျှောက်လုံးစကားပြောလာခဲ့တဲ့အတန်မျိုးလုံးဝမဟုတ်တော့အသက်ကြီးတဲ့အဖွားကိုတယောက်ရဲ့6ကက်ကက်အတန်ပြားကြီးမျိုးနဲ့ငါမြေပေါ်ကိုဘသူတွေလာတာလဲမသိတဲ့အကောင်တွေအဲ့ဒီလိုလေချောင်းတန်ကြီးနဲ့တူတူရေရွတ်ပါတော့တယ်ကျွန်တော်ရဲ့ကြောပြင်တစ်ခုလုံးစက်သိန်းတွေဖြန်းကနေထသွားခဲ့တယ်ဓမီရောင်ကအမရဲ့မျက်နှာပေါ်ဝေးကျသွားတဲ့အချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျွန်တော်အသက်ရှူတော့မှားမတက်ဖြစ်သွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအမရဲ့မျက်လုံးအိမ်နှစ်ခုစလုံးကအပေါ်ကိုလန်တက်သွားပြီးတော့မျက်ဖြူတွေကြီးပဲဖြစ်နေတာ။နှကန်းတွေကလည်းသွေးမရှိသလိုညိုမဲပြီးတော့တဆက်ဆက်တုံနေသလိုတတွေအမြုပ်တချို့ကလည်းနှကန်းတောင်းကနေစီးကျနေခဲ့တယ်။ပို့ပြီးတော့ခြောက်ချဖို့ကောင်းတာကအမရဲ့ခြေပြားတွေကမြေကြီးပေါ်မှာမမတ်ရက်မနေပဲနဲ့ခြေဖနှောက်ကိုကြွပြီးတော့ခြေပြားလေးတွေနဲ့ပဲခန္ဓာကိုယ်ထိန်းထားသလိုမျိုးထူးဆန်းစွာနဲ့တွန့်လိန်တုံရည်နေတာပါပဲရွာဆောင်နကုံနာရောက်နေတာကိုလို့အဖွားကတူတူလေးညီးတွားရင်းနဲ့အမနာကိုဖြည်းဖြည်းချင်းတိုးသွားပါတယ်ကျွန်တော်ကတော့ကြောက်လန့်တကြားနဲ့နေရမှာရင်ကြောက်ရွံ့လို့ရက်နေမိတော့မယ်ဘူးကတ်ခံထားရတဲ့အမကအဖွားစီကိုလှည့်မကြည့်ပဲနဲ့အမောင်တို့ကြီးရှိရာတစ်ပင်ကြီးတွေဘက်ကိုမျက်နှာမူပြီးတော့လက်သေးတွေနဲ့သူ့လေပင်ကိုသူကုတ်ချစ်နေရင်ကနေစူးစူးဝါးကြီးရီမောပါတော့တယ်။ရီနေတဲ့အတန်ကလူရီတန်နဲ့တောင်မတူပဲနဲ့ဒေါ်တရိษံတကောင်အော်တယ်လို့မျိုးဟိန်းသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဖွားစိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့အိတ်ထဲကအမြဲတမ်းဆောင်ထားရတဲ့တောက်တော်ရေတန့်နဲ့ဖျားပန်းကိုထုတ်ဖျားစာတွေကိုအတန်ကြဲကြဲရွတ်ဆိုရင်းနဲ့အမရဲ့ခေါင်းမုံရေတွေနဲ့ပတ်ဖြန်းလိုက်ပါတယ်။ရေစက်တွေထိမှန်သွားတဲ့အချိန်မှာအမကတကူလုံးဓာတ်နဲ့အထိုးခံရတယ်လို့မျိုးကော့လန်သွားပြီးတော့မြေကြီးပေါ်မှာလူးလိမ့်နေတယ်။မိနစ်အနည်းငယ်လောက်ဖျားစာအတန်နဲ့အမရဲ့ညီးတွားတန်တွေကအမောင်ထဲမှာလုံထွေးနေပြီးတော့အမကလည်းအော်ဟစ်ပြီးမြေကြီးပေါ်ကိုဘုံငနေလဲကျသွားပါလေတော့တယ်။
လေတူးကချက်ချင်းဆိုသလိုပြန်လဲငြိမ်သက်သွားပြီးတော့အမကလည်းခဏကြာမှတတိပြန်လဲလာခဲ့တယ်။ဒါပေမဲ့ခုနကတော့သူဖြစ်ပျက်ခဲ့သမျှတွေကိုဘာတစ်ခုမှမမှတ်မိတော့ဘဲနဲ့ခေါင်းတွေအလွန်အမင်းကြိုက်ခဲတကူလုံးနာကျင်နေတယ်လို့ပဲငိုယိုပြီးတော့ပြောပြတယ်။ကျွန်တော်တို့လည်းရှေ့ဆက်မသွားရတော့ဘဲနဲ့အမကိုတွဲပြီးတော့အဖွားအိမ်စီကိုပဲအမြန်ဆုံးပြန်လှည့်ခဲ့ကြရတယ်။နောက်ရက်ရောက်တော့မှအဖွားပြောပြတာကကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့လမ်းခွေကလွန်ခဲ့တဲ့3နှစ်လောက်တော့စုံကဝေးအတက်နဲ့တေဆုံးသွားတဲ့အဖွားကိုတယောက်ရဲ့အုတ်ကိုဟောင်းရှိတဲ့နေရာဖြစ်ပြီးတော့ညနေဆောင်နေဝင်ရိုးရီအချိန်တွေမှာလူစိမ်းတွေဖြတ်တန်းရင်အရိဝိညာဉ်ကကိုရောင်ပြတတ်ဖန်ဆာတတ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒါကတော့အဖွားရွာကိုအလဲသွားရင်းနဲ့ကိုယ်တိုင်မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရတဲ့တရေပူတဲ့အဖြစ်အပျက်ကြီးပါဒီဖြစ်ပျက်ကြီးကတော့မြို့ကိုပြန်ရောက်လာခဲ့တဲ့အခုထိတိုင်အောင်ညနေတကောင်ရံတွေမှာကျွန်တော်ကိုလန့်လန့်နိုးစေခဲ့တဲ့အိမ်မက်ဆိုးတစ်ခုဖြစ်နေပါတော့တယ်ဗျာဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်ဖြစ်ရမှန်ဇလန်းလေးတွေကိုပေးပို့ခြင်းနဲ့ဆိုရင်တော့ဗီဒီယိုလေးမှာဖော်ပြထားတဲ့ Telegram အကောင့်လေးကနေတဆင့်ဆက်သွယ်ပြီးတော့ပေးပို့နိုင်ပါတယ် Jack Share Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲကောင်းသောညလေးဖြစ်ကြပါစေ